Hello အားလုံးပဲမင်္ဂလာပါ My Joy ဆို game များနေကြိုဆိုပါရစေကျွန်တော်အခုပြောပြချင်တဲ့အရာဟာ Mobile Legends ရဲ့ update matter တွေဖြစ်တဲ့အကြောင်းတွေရယ်ကျွန်တော်တိုင်ပတ်နေကြတဲ့အရာတွေပေါ့နော်ဘယ်လိုပြောပြရမလဲကျွန်တော်ကိုယ်တိုင်လည်းအခုချိန်မှာ update ကနေမတက်သလိုမတက်မှလည်းတိုင်ပတ်နေတယ်အဲ့အခြေအနေကိုဘယ်လိုဖြေရှင်းကြမလဲအဲ့ဒါရဲ့အကြောင်းတွေကိုကျွန်တော်အခုဗီဒီယိုလေးမှာပြောပြပေးသွားမှာဖြစ်ပါတယ်အားလုံးပဲဆက်လက်စောင့်ကြည့်လိုက်ပါโอเคပထမတစ်ချက်ကိုကျွန်တော်ပြောပြမယ်ပထမတစ်ချက်ကကျွန်တော် hero pick တဲ့အချိန်ကြာလို့ရှိရင်လေသူပေးခြင်းတဲ့ role တွေပေးထားတယ်ဟုတ်တယ်မလားအဲ့ဒါအမှန်ဆုံးပဲအဲ့တော့ကျွန်တော်တို့ထားမယ်ဆိုလိုသမားရဲ့အနေနဲ့ကကျွန်တော် role နှစ်ခုပဲထားတာဗျာကိုစော့နိုင်တဲ့ role ဥပမာ run ဒါမှမဟုတ် run နဲ့ mid စော့နိုင်တယ်အဲ့တော့ run mid ပဲထားကျွန်တော်ဆိုလို့ရှိရင် jungle ကိုထားတာတယ် jungle ကိုမှာကိုရရ jungle ရ carry လို့ဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ဘယ်လိုပဲဖြစ် carry စော့နိုင်တယ်ဒါပေမဲ့စောက်တလွဲကောင်တွေပါလာရင်တော့မသိဘူးပေါ့ဗျာဒီလားအဲ့အတွက်မြတ်လောက်ရမှာတကူက row နှစ်ခုပဲထားကိုပိုင်နိုင်တဲ့ row နှစ်ခုထားတာကျွန်တော် recommend ပေးချင်တာက party နဲ့ trio ကိုကျွန်တော်ပို့ပြီးတော့ recommend ပေးချင်တယ်အဲ့ row တွေက carry လို့ရရကွာကိုနဲ့စော့နေကြလူတွေကပါထားရမလဲကိုကကိုညှိပြီးတော့ carry နိုင်တယ် trio စော့တာနဲ့ကို auto carry နိုင်တယ်public နှစ်ကောင်ပုတ်နေလို့ရှိရင်တော့ကွာတီးချပတိဆိုင်မယ်ဆို easy နိုင်တယ်အဲ့ဒါကိုတော့ကျွန်တော် trio နဲ့ party ကို recommend ပေးခြင်းတယ်ဒုတိယတစ်ချက်ကကိုကင်နေတဲ့ကောင်တွေမကင်မဲနဲ့ meta ဝင်နေတဲ့ကောင်တွေကိုကင်မှာဥပမာ EXP တို့ EXP မှာဆိုလို့ရှိရင်လာပူတို့ယူဆောင်တို့အဲ့ကောင်တွေဆိုကျွန်တော်ဘန်းနေတယ်မှာပါတယ်ကျွန်တော်ကိုယ်တိုင် update ကတော်တော်ကြာတယ်ကွာလဲနေခဲ့တာအမေအခုမတ်တရောက်တော့လေကြေးမှာ6လုံးလောက်ပဲရှိတယ်6လုံး9လုံး10လုံးအဲ့အနေမတက်ဘူးဖြစ်နေမတာဝင်တဲ့ hero ကိုင်မှာဒန်ငယ်ဆိုလို့ရှိရင်လည်းမတာဝင်တာရှိတယ်ဘဖရာတွေကောင်တွေလည်းအများကြီးပဲအဲ့တော့အဓိကမတာလိုက်ပြီးစော့ပါမတာကတော့ဘယ်စီစဉ်မဆိုအရေးကြီးရဲ့မှာပါတယ်အဲ့တော့မတာလိုက်ပြီးစော့ပါဒုတိယတစ်ချက်ကတတိယတစ်ချက်ကိုကြတော့ room တွေကိုအဓိကထားပြီးပြောချင်တယ် room နေစော့တဲ့အချိန်မှာအခုကအရင်တော့လို့ goal lane မှာ baby စစ်နေလို့မရတော့ဂျန်ငယ်ကိုကူနေရတဲ့အခြေအနေဗျာဂျန်ငယ်စားရတာအရန်ကြာရယ် run နဲ့ဂျန်ငယ်နဲ့တွဲပြီးတော့အလုပ်လုပ်ရတဲ့အချိန်မှာအဲ့လိုဆိုလို့ရှိရင် rabbit အရင်စား rabbit မှာ run နဲ့ကူပြီးွားလို့ရှိရင် coffee လုပ်လေဟိုအခုဆို dinosaur လေးကွာ vision ပြတဲ့ဟာလေးအဲ့ဒါကိုတွားပြီးတော့ K enemy ဘက်ကလာပြီးတော့ K လို့ရှိရင်လည်းကျွန်တော်ခင်ဗျားကို battle ဆိုင်လို့ရတယ်အခုမှ mid လည်းရှိရယ် run လည်းရှိရယ် hyper လည်းရှိရယ်ဆိုတော့အဲ့မှာ battle ဆိုင်တစ်ကောင်လောက်အတားလေးဆော့လို့ရတယ်အဲ့ဒီချိန်မှာဂျန်ငယ်မှာအခုအားအသာဆုံးကရီဆန်ရှင်းကစောင်းဝမ်းကောင်းနေတယ်မှာပါတယ် hero nature ရောလို့ပြောသူ့ကို buff လိုက်တဲ့အနေထားမှာအားကြောင့်ခင်ဗျားကိုဂျန်ငယ်ရီဆန်ရှင်းနဲ့ room ကိုပဒန်းတို့တည်ရမှာ mid ကိုကြောတခြား battle hero ဒါမှမဟုတ်လို့ရှိရင်လည်း stand ကိုတေချာပေးနိုင်တဲ့ကောင်မျိုးကိုကင်တာပို့ပြီးအဆင်ပြေလိမ့်မယ်အဲ့ဆိုလို့ရှိရင်ခင်ဗျားဒီအချက်တွေတည်သွားရဆိုလို့ရှိရင်ခင်ဗျား rank မှာရှုံးမှုအနေထား30ရာခိုင်နှုန်းလောက်ပဲရှိတော့မယ်ကျန်တဲ့90ရာခိုင်နှုန်းကခင်ဗျား rank တက်ကိုတေချနေပြီအဲ့တော့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပါပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်အားလုံးပဲနောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်